ဖေဆိုတော့အဲ့ဒီတားတဲ့နိုင်ငံခြားမှာကျောင်းတက်စီချင်တာဈေးအများကြီးတက်နိုင်ဘူး grade 8ပါအင်္ဂလိပ်စာတော့ advance ရပါပြီဘာလို့ပြင်ဆင်ထားရမလဲဖင်လန်မှာကျောင်းတက်ဖို့အဆင်ပြေမလား GED ရောတက်ထားမှာလားဒီကျောင်းတက်ဖို့ဖင်လန်မှာကျောင်းတက်ဖို့မေးရဲဆိုတာလေ high school ကိုပြောတာလား university ဒီ bachelor's degree ရဖို့ပြောတာဘယ်ဟာကိုပြောရတယ်တော့ကျွန်တော်သိချင်မရှိဘူးပေါ့နော်ဟိုတက္ကသိုလ်တက်ဖို့ပဲလို့ထင်တယ်ပေါ့နော်ဖင်လန်မှာတက္ကသိုလ်ဒီ bachelor's degree တက်ဖို့ဆိုတော့ဟို GED နဲ့ရမရဆိုတာလေ college university ဓာတ်ရိုက်မိမှာပဲသိကြမယ်ပေါ့နော် GED official accepted university list မှာတော့ Finland မှာတကြောင်မှမရှိဘူးပေါ့နော်ဒါပေမဲ့အဲ့ accepted list ကလည်း up to date မဖြစ်နေတာဖြစ်နိုင်တယ်ကျောင်းတွေကဒီ update မလုပ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တေချာအောင်တော့ဒီ Finland မှာ university တက်ဖို့ဆိုရင်ကိုတက်ချင်တဲ့ college university ကိုဓာတ်ရိုက်မိရတော့အကောင်းဆုံးပဲပေါ့နော်ဘာလို့လဲဆိုတော့ Finland ကဒီ university တွေကသူတို့ Finland matriculation system နဲ့အောင်ထားရဆိုတော့ချက်ချင်းတက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုး GED တို့ IGCSE တို့ဒီ grade 12 fluent ဆိုရင်တော့တေချာအောင်မေးကြည့်တာတော့ပိုကောင်းပါတယ်အဲ့လာမှာကိုက GED ကိုဖြေရမလား IGCSE ဖြေရမလားဒီ grade 12နဲ့ရမလားပေါ့နော်ဒီ university အတွက်ဆိုတော့ရော university အတွက်တက်ဖို့အတွက်ဆိုတော့အဲ့ဘက်မှာတော့ international program တွေကို English နဲ့သင်တာရှိတယ်ဒါဆိုရင်တော့ကိုယ့်ဘက်ကပြင်ဆင်ချက်က English က advanced ရောက်နေပြီဆိုတော့အရင်ကြီးတော့ဘာမှဟို trade through လောက်ဆရာမရှိတော့ဘူးဒါပေမဲ့ပို့ပြီးတော့ advanced ထက်ဟိုပြင်ဆင်ခြင်းတယ်ဆိုလည်းပြင်ဆင်လို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့မှာ university တက်မယ်ပြီးတော့အခြေချမယ်လို့စဉ်းစားထားတယ်ပေါ့နော်အခြေချဆိုဒီ university တက်ရင်လည်းpart time ဟိုလုံးမယ်ပြီး university ပြီးတော့လည်းအလုပ်လုပ်မယ်ဒါမျိုးဆိုရင်တော့ finish ဘာသာစကားကိုသင်ထားပါဘောနော်အဲ့ဒီမှာအလုပ်ဘွဲရသွားလို့အလုပ်ရှာဖို့ဆိုတော့ English တစ်ခုလည်းနဲ့ဆိုရင်ခက်နိုင်ပါတယ်သူတို့ရဲ့ဘာသာစကားပေါ့နော်ဒါ Swedish ပါတက်ထားရင်တော့ပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့ finish တစ်ခုလည်းဆိုလည်းလုံလောက်ပါတယ်ဘာလို့လဲသူတို့ဘက်မှာ Swedish area တွေမှာရသွားတာမျိုးဆိုတော့ Swedish ပါတက်ထားရင်တော့ပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့ Swedish မတက်လေ first priority ကတော့ finish ဘာသာစကားတော့တက်တင်ပါတယ်ဒါမှ university ပြီးတော့ရင်အလုပ်ရှာတဲ့အခါမှာဟိုအဆင်ပြေမှာပေါ့နော်ဒါကတော့ university တက်ဖို့အတွက်ပြင်ဆင်မှုအနေနဲ့ဆိုတော့ဘာလက်ခံလဲဆိုတော့ကိုတက်မဲ့ university တခါတည်းမေးထားပါပေါ့နော်အဲ့လာမှဟို decision အမားတွေမလုပ်မိပဲအချိန်မကုန်ပါဘူးနော်အဲ့ဒါမေးထားပါပြီးလို့ရှိရင်အဲ့ဒီမှာ၄နှစ်ပြီးဒီဘွဲရသွားလို့အလုပ်လုပ်ပြီးဆက်နေဦးမယ်ဆိုရင်တော့ finish ဘာသာစကားအခုတွေကလေ့လာပါအချိန်နဲ့ပေးရတဲ့ကြောင့်မလို့ကြိုပြီးတော့လေ့လာထားဖို့ဟိုပြောချင်ပါတယ်ပေါ့နော်တကယ်လို့ဒီအဲ့ Finland မှာဟိုဆက်ပြီးတော့ဘွဲရသွားလဲအလုပ်လုပ်မယ်ဆိုရင်ပေါ့နော်ဒါကတော့ပြင်ဆင်ချက်အနေနဲ့တော့ဒီလိုမျိုးတွေတော့လုပ်ထားလို့ရတယ်ပေါ့နော်